Hello မင်္ဂလာပါတဲတို့ရေမင်းတို့ဆိုင်က10လပိုင်း9ရက်နေ့ဆိုရင်2နှစ်ပြည့်ပြီပေါ့နော်အဲ့2နှစ်ပြည့်အတွက်မင်းကဆိုင်မှာ promotion တွေကိုအားရပါရအများကြီးပဲလုပ်ပေးထားပါတယ်သတင်းကျွလာပြည့်ကျော်တရက်နေ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သတင်းကျွ promotion နဲ့ဆိုင်ရဲ့2နှစ်ပြည့် promotion နဲ့အတူတူလုပ်ပေးထားပါတယ် promotion တွေလက်ဆောင်တွေရော promotion တွေရောအများကြီးပဲရှိတာမို့လို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးအောင်နော်ဒီတစ်ခါ promotion မှာဆိုရင်ပေါ့နော်အရင်ဟာတွေနဲ့မတူအောင်မင်းကစီမံပေးထားတယ်ပေါ့နော်ဘာလို့လုပ်ထားလဲဆိုရင်9000မိုးပြည့်တာနဲ့ဒီလို spin wheel လှည့်ရမယ် promotion လေးလုပ်ပေးထားပါတယ်ဒါလေးက9000မိုးပြည့်ရင်တစ်ခါလှည့်ရပါမယ်တသိန်းမိုးပြည့်ရင်တော့နှစ်ခါလှည့်ရမယ်ပေါ့နော်အဲ့ဒီအချိန်မှာမင်းအသေးတွေကဘလောက်ဖိုးပဲဖြစ်ဖြစ်9000မိုးပြည့်တာနဲ့ဟိုတစ်ခါကန်ထူးခွင့်ရမှာပါဒီ spin wheel ထဲမှာပေါ့နော်လက်ဆောင်တွေလည်းပါတယ် percent short တာတွေလည်းပါတယ်ပြီးတော့ mama cut တွေလည်းလုပ်ပေးထားပါတယ်လက်ဆောင်တွေဆိုရင်ဒီလိုမျိုးအများကြီးပဲထည့်ပေးထားရပေါ့နော် Cara Orange လိုမျိုး3000ကျော်တန်းတွေရောပစ္စည်းတွေရောလက်ဆောင်ထည့်ပေးထားတယ်ပြီးတော့3000တန် member cut တွေပါမယ်ဒီရဲ့လက်ဆောင်တွေပါမယ်ပြီးတော့ 10% off တွေပါမယ်9000ဘိုးmember cut တွေလည်းပါမယ်ပြီးတော့ဒါကတော့အပျော်အနေနဲ့ try again ပေါ့နော်လုံးဝဗလာမပါဘူးနော်ဗလာမပါဘဲနဲ့ try again နောက်တစ်ချိန်ပြန်လှည့်ခွင့်ရတဲ့အစီအစဉ်လေးရောပါတယ်ပေါ့နော်ပြီးတော့ 5% off ပါမယ်ဒီလို3000ကျော်တန်နဲ့ Cara Orange လိုမျိုးလက်ဆောင်ပစ္စည်းလည်းထည့်ပေးထားပါတယ်နောက်တစ်ခုကဒီလက်ဆောင်တွေကုန်သွားရင်လည်းနောက်ထပ်လက်ဆောင်တွေအများကြီးပဲထပ်ပြီးတော့စီစဉ်ထားပါတယ် Spin Wheel ထဲမှာပေါ့နော်လက်ဆောင်ပစ္စည်းတွေရဲ့ percent short တာတွေရဲ့အားကြတော့ချက်ချင်းကန်ထူးမဲ့ချက်ချင်းဝယ်ချက်ချင်းလက်ဆောင်ရမယ်အစီအစဉ်လေးပေါ့နော်လက်ဆောင်တွေလည်းချက်ချင်းရမယ်10%ဆိုလဲအဲ့ promotion ရဲ့အတွင်းမှာချက်ချင်းရမယ်ပေါ့ဒါပေမဲ့ဒီ3000နဲ့9000 member cut ကကြတော့မင်းတို့ဒီလိုမျိုး member cut လေးတွေပေးပါမယ်3000တန်နဲ့9000တန် member cut လေးတွေပေးပါမယ်member cut တွေကတော့အဲ့ရဲ့ promotion ရဲ့အတွင်းမှာတော့အကျုံးမဝင်ဘူးပေါ့နော်နောက်ရက်တွေမှာဆိုရင်တော့ဒီ3000 member cut လက်ဆောင်ကြတဲ့လူကကြတော့မင်းတို့ဒီလိုမျိုးအကွက်လေးတွေရှိပါမယ်အဲ့ချိန်မှာ promotion ရဲ့နောက်ရက်တွေ promotion ရက်တော့မပါဘူးနောက်ရက်တွေမှာဆိုရင်ဆိုင်မှာလာဝယ်တဲ့ဒီကက်ကိုကန်ထူးတဲ့သူကဆိုင်မှာ3000ဘိုးပြည့်တာနဲ့မင်းတို့ဒီမှာမင်းတို့ရဲ့ correct short စိတ်တုံးနဲ့တကွက်ရိုက်ပေးလိုက်မှာပေါ့နော်တကယ်လို့တစ်ခါတည်းဝယ်တာအောင်မှတသိန်းဘိုးပြည့်တယ်ဆိုရင်လည်းမင်းတို့က3ကွက်ကိုတစ်ခါတည်းရိုက်ပေးမှာပေါ့နော်ဒီဟာကိုမှ3000ကက်ရတဲ့သူက10ကွက်ပြည့်တာနဲ့မင်းတို့ဒီကက်လေးလာပြပြီးတော့မှဆိုင်မှာ3000ဘိုးကြိုက်တာယူလို့ရမယ့်အစီအစဉ်လေးပါဒီ9000ကက် member ကက်ရတဲ့လူကကြတော့မင်းတို့ဆိုင်မှာနောက်ရက်တွေမှာဆိုရင်9000ဘိုးဝယ်တာနဲ့မင်းတို့ဆိုင်ကတစ်စိတ်တုံးနောက်ထပ်ပြီးတော့ထုပေးမယ်တသိန်းဘိုးပြည့်တာနဲ့2တုံးထုပေးမယ်ပေါ့နော်အဲ့လိုမျိုး10ခွက်ပြည့်တာနဲ့ဒီ9000ကက်ကန်ထူးရှင်ဒီမင်းတို့ဆိုင်မှာနောက်ထပ်10ကွက်ပြည့်တာနဲ့ဒီအကွက်လေး10ကွက်ပြည့်တာနဲ့မင်းတို့ဆိုင်မှာဆိုရင်9000ဘိုးကြိုက်တာယူလို့ရမယ့်အစီအစဉ်လေးပါမင်းကဒီတစ်ခေါက်ကိုမတူအောင်တေချာလုပ်ပေးထားတာမလို့ပေါ့နော်အဲ့ဒါကြောင့်မို့လို့ online မှာပဲဝယ်ဆိုင်မှာပဲလာဝယ်9000ဘိုးပြည့်တာနဲ့ဒီလို spin wheel ကိုလှည့်ရမယ့်အစီအစဉ်လေးပေါ့နော် online က customer တွေအနေနဲ့ကြတော့ online မင်လေးတွေကနေပြီးတော့မှလှည့်ပေးပါမယ်ပေါ့နော်ကိုစားလှည့်ပေးပါမယ်လှည့်ပေးပြီးတော့မှလက်ဆောင်ပစ္စည်းလေးတွေထည့်ပေးပါမယ်promotion ကာလကတော့10လပိုင်းဟိုမှာ6ရက်9ရက်10ရက်3ရက်လုပ်ပေးထားပါတယ်တခုကြံသေးရဲ့နော်အဲ့ဒါဘာလေးလဲဆိုတော့ခါကြတော့မင်းတို့ဆိုင်2နှစ်ပြည့်တဲ့9ရက်နေ့မှာဆိုရင်မင်းကခောက်ဆွဲကြော်ဘူး200ကိုဝေပြီးတော့မှကုသိုလ်လုပ်ပေးပါမယ်မင်းတို့ရဲ့ correction ဆိုင်2နှစ်ပြည့်တဲ့အထိရက်တည်နေနိုင်အောင်လို့ပေါ့နော်အမြဲတမ်းအားပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုယင်းနေပြီးတော့မှအထူးပဲကျေးဇူးတင်ရှိပါတယ်အဲ့နေ့မှာပေါ့နော်မင်းကအထူးကျေးဇူးတင်တဲ့အနေနဲ့မင်းရဲ့ဒီတရက်ကွက်လုံးကcustomer တွေရောနောက်ပြီးတော့ဆိုင်မှာအများနဲ့လာဝယ်တဲ့ customer တွေရောကိုကုသိုလ်လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့အဲ့နေ့မှာခောက်ဆွဲကြော်ကဘူး200ကို3နာရီမှာဝေပါမယ်။မင်းကအဲကြောင့်မို့ဒီ promotion တွေလည်းအများကြီးပဲလုပ်ပေးထားတာမို့လို့ပေါ့နော် promotion ကာလ6-8 3ရက်ကိုတော့ဆိုင်မှာလာပြီးတော့အားပေးလဲဖို့မင်းကဖိတ်ခေါ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။